အခုချိန်မှာဘလက်ဝမှာပေါ့နော်ဒီရခိုင်နဲ့မြန်မာတပ်မတော်ရဲ့တပ်ပွေးကြောင့်ပေါ့ကျွန်တော်တို့ချင်းနေတာဒုက္ခခံနေရတယ်ပြီးရင်ကျွန်တော်တို့ချင်းမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဥဝေတင်းကိုလည်းထင်သိမ်းခံနေစေပေါ့နော်အဲ့တော့ CNF ကလည်းအတိုင်ငင်းနေတယ်လို့ဖြစ်တယ်ဘာအတိုင်မှ statement တော့မှမတွေ့ရဘူးပေါ့ online မှာဆိုရင်တော့ဟို CNF ဘက်ကများဟိုအတွင်းကနေပေါ့နော်လောက်ဆောင်နေတာဒီများဗာများရှိတယ်လေပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ politics ကအခုနကျွန်တော်တို့ကြည့်ကြလို့ကျွန်တော်တို့ကအခုအစိုးရနဲ့စကားပြောနေတယ်နောက်စပွဲပေါ်မှာကျွန်တော်တို့ရဲ့ NCA လမ်းကြောင်းအနေနဲ့တွားနေတဲ့အချိန်မှာဒီမျိုးပြဿနာတွေကကျွန်တော်တို့မလိုအပ်ဆုံးပဲအဲ့မလိုအပ်တဲ့ကြားထဲမှာထွက်လာတဲ့ဟာကိုကျွန်တော်တို့ CNF ခေါင်းဆောင်တွေကကျွန်တော်တို့လူကြီးတွေကကျွန်တော်အစည်းအဝေးတိုင်းထိုင်တဲ့တိုင်းကျွန်တော်ပြန်ပြီးသုံးသပ်ကြည့်လိုက်တော့ကျွန်တော်တို့ခေါင်းဆောင်တွေတော်တော်လေးကိုဒီနိုင်ငံရေးနဲ့ဒါမျိုးဖက်မှာတော့တော်တော်လေးအတွင်းကိုနက်ကိုစဉ်းစားနိုင်တဲ့ပုံကူကြီးကျွန်တော်တို့မှရှိတဲ့ကံကောင်းတယ်စစ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးလေအခုလိုမျိုးဖြစ်သွားရဆိုဟိုးအကုန်ပါသွားမှာအဲ့ဒါတွေလည်းတတိဦးရအကြီးဆိုတာနဲ့မဲ့ဒီလိုပြောလိုက်ခြင်းအဖြစ်ကျွန်တော်တို့ CNF ကတော့ဒီကိစ္စတွေကိုစူးစမ်းတယ်ပြောဆိုနေတော့မယ်အဲ့ဒါတော့ယုံကြပါလူထုတွေပေါ့နော်အဲ့ဒါတွေနှစ်ဖက်ပေါ့နော်ဒါဝရှိပုံကိုယ်တွေလူကြီးတွေအဖက်ဖက်ကိုကျွန်တော်စူးစမ်းနေတယ်လုံနေတယ်ဒါတော့ပေါ်တင်ပြောလို့တော့မကောင်းဘူးအဲ့ဒါတော့နားလည်ပေးကြပါကျွန်တော်တို့စူးစမ်းတယ်မလုံပဲမနေဘူးဒီဒုက္ခရောက်တဲ့လူတွေအတွက်လည်းကျွန်တော်တို့စူးစမ်းတယ်အခုကျွန်တော်တို့ရဲ့ MB အတိအတွက်လည်းကျွန်တော်တို့တတ်နိုင်ဆုံးစူးစမ်းနေပါတယ်လို့နော်